ဩသမညတောင်ဆရာတော်ဘုရားကြီးနေ့စဉ်ရုပ်ဖပရစေပြီးတော့ကျင့်ကြံအားထုတ်ခဲ့တဲ့ဒိုရိယသုတ်တံလို့ခေါ်တဲ့နေမင်းပရိဇန္တိမသုတ်တံလို့ခေါ်တဲ့လမင်းပရိနောက်တကဇာတကပါဠိတော်မှာလာတဲ့မောဒဇတ်လို့ခေါ်တဲ့မောဒသုတ်တံဥဒေါမင်းပရိလို့လည်းပဲခေါ်ပါတယ်ပြီးတဲ့အခါမှာရှိသာသနာပြုမင်းစဉ်အဆက်ပညာရှိအကျော်မော်ဆရာတော်များနေ့စဉ်ရွတ်ဖတ်သရေစေဆောင်ယူခဲ့တဲ့ကံပွင့်လက်ပွင့်ဂါထာများဒါကြောင့်မလို့ဘုန်းကြီးတို့ဥစွာပထမအန္တရာယ်ကင်းကြောင်းဖြစ်တဲ့နေမင်းပရိလမင်းပရိဥတော်မင်းပရိကံပွင့်လက်ပွင့်ဂါထာများကိုမရွတ်ဖတ်မီရှေးဥစွာပထမဗုဒ္ဓဝန္ဒနာဂါထာနဲ့ရှေ့ခေါ်ကြရအောင်အနိမာလကိမာပတ္တိပါကမမဟိမာတတဧသေနာသဝတိတာသယထာကမဝလာယိတာဣတရိယာကုနောပိတဝန္တိအပတ္တိပုဂ္ဂလံအနိမာစာနုမြုတဘွယ်သေးငယ်ဘဝံဘာနိုင်စွမ်းပြအစွမ်းရှိသည့်အနိမာခေါ်တဲ့ဘုံတော်၎င်းလကိမာစာလေးဝဲလွင်ပါဝါခွမ်းလာသောငယ်မြဘုံတွင်ထကောင်းငယ်၌ခြေလျံလျာရာကြွသွားနိုင်မိအစွမ်းရှိသည့်လကိမာခေါ်တဲ့ဘုံတော်၎င်းဘာတိသံအဋိဋ္ဌာမြင်စိတ်ကြနိုင်တာလိုရာဒေသမန္တမြသောမကြာရလည်းရင်ခဏချင်းပေါက်ရောက်စွမ်းနိုင်မည်အစွမ်းရှိသည့်ပတ္တိခေါ်တဲ့ဘုံတော်၎င်းဘာကမသာရှင်မြတ်စိတ်တွင်ဖြစ်စေခြင်းသည်ဘုံတွင်စသည်အလေးလေးကိုလောသလောဖန်စီမံသမျှပြည်စည်းရသည့်ပါကမ္မခေါ်တဲ့ဘုံတော်၎င်းမဟိမာသံကိုယ်တော်မြတ်ကိုကြီးစေလောကယူမဘုံဟံဘာနိုင်စွမ်းပြီးအစွမ်းရှိသည်မဟိမာခေါ်တဲ့ဘုံတော်၎င်းတတံဘုံတော်ဆိုသမျှမလိုရအောင်တို့မတပါဧတိနာသံနလူပြမသတ္တဝါတို့လိုရပါဆောင်ခြင်းဆိုပိုင်ခြင်းကိုနိုင်နှံတတ္တိအစွမ်းရှိသည်တိတာခေါ်တဲ့ဘုံတော်၎င်းဝတိတာသံဣတိဝိတောဝတိဘော၌ပြိုင်မောမရှိစွမ်းနိုင်မိသည့်ဝတိတာခေါ်တဲ့ဘုံတော်၎င်းယထာကမဝတ္တယိတသကောင်းငင်ပြန်ရောမြေရှုစသည်အလေးလေးအဝဝပြုသမျှတွင်ပြီးစေခြင်းသောမတင်မကြမရှိရပဲလုံးဝမသွေပြီးစေနိုင်မည်အစွမ်းရှိတာယတကာမဝတ္တာရှိတာလို့ခေါ်တဲ့ဘုံတော်၎င်းဧတေဧသောဣတရိယာကုနောပိတံအယာယာမျိုးအစုတယဣန္ဒရိယဟုရှိဝအဆောင်ကုန်တော်နှင့်ပြည့်စုံတော်မူတတ်သောအာမရိမောဂလံပြိုင်မဲ့ရည်သူမရှိမှု၍လူတယ်လည်းမြတ်နတ်တယ်လည်းသာပြမဥညိုထုပြသခင်ရှင်တော်မြတ်ဘုရားကိုဝန္ဒေဝနာမိသရာယောကျိုးလက်ဆောင်မိုး၍ရှေခုကရလယပါတော်သည်ဘုရားဒါတော့ဗုဒ္ဓဝန္ဒနာနဲ့ဘုရားရှေခုပြီးတဲ့နောက်မှာဘုန်းကြီးတို့ဟောဒီအန္တရာယ်ကင်းဖြစ်တဲ့နေမင်းပရိလာမင်းပရိဥတော်မင်းပရိကာမွေလပွင့်ဂါထာများနာကြားကြတဲ့9ရက်သားသမီးတွေနတ်ဒေဝပေါင်းတို့ရဲ့စောင့်ရှောက်မှုကိုခံရပါစေခြင်းအကျိုးငါဘုန်းကြီးတို့ဟောဒီဘိယုပယာဘိယုပတရစေနာကြားကြရာဤအင်္ဂေဟာဤအလုတ်ယောဤဆိုင်တွင်သောနာပေါင်းတို့ကြွရောက်စေရန်အတွက်ဘုန်းကြီးတို့ဗိမာန်တကပြုပြီးတော့ပေးပါမယ်
တိသတ္တသတ္တသပင်သတ္တရာသဂုံမိတောမဟာရာဇသတံဗုဒ္ဓကံတပ္ပစေဝတတကသေကတယောသသတ္တိကသမရကသအတုရာမောဒမာနအာဂမိဓအမကံသမိတိဌာနံဒုမကံဝိပါဏကတံဘဝရခေတဘောဓရာသာတိသတ္တသဟသသမသမတခတ္တယနွယ်တော်လွန်ဆံပြောသည်ပြည်မြမနဂရရာဇဌာနီခိုမီမြမြောင်9000ကုံသောဘုမဆုနတ်တို့သည်၎င်းဘိဇသရသဝေသာမိတ်တပပရနှင့်သာဇဌာနီမြမပြေ၌တည်နေများစွာ900ကုံသောဘုမဆုနတ်တို့သည်၎င်းဂောမီရောသံသာဇနကိုရာတကြိုပြေငိုဝေဘူဝေပါလေသာရောသံယံတသိရှိကုံမိဒမြေသောဘုမဆုနမင်းကြီးတို့သည်၎င်းမဟာရာဇသံမြတ်ဖန်ရွှေငွေရောင်လေးတွေတောက်တိမ်သည်ဂိရင်သဗ္ဗပပရရာဇမဟာမြတ်မောတောင်မင်းကြီးတဝင်းဝင်းထွန်းပါလျက်ဝန်ရှိသောမြောင်မျက်နာတွင်၌ယေခာကမင်းတို့ကိုနေနှင့်ဆောင်းမံတကုတံသောဝတ္တဝနာမင်း၎င်းရဇတံငွေရောင်ထွန်းတော်ငွေလာဝငဲ့သောတလင်းလည်းရှင်ဝေသောရှေကျွန်းမြေဘုံအယကကံတပ္ပနာမျိုးတို့ကိုကိုဝါနာပြမိသောတရတရနာမင်း၎င်းမြတ်ရောက်ဝါရှိန်လဲစိမ့်ဖြင့်ရှက်လိန်လွမ်းတတောင်ကျွန်းဘုံတပြည့်ရကဂုံမဝပေါင်းတို့ကိုကောင်းစွာဆုရဝိတုံလကနာမင်း၎င်းဘာပင်ကရရောက်ဝါကျူထိတ်လျံရပိသဘာလိမ္မာယောင်ဝင်းပြောင်းဖြင့်တောက်ရောက်တင်ရှားသည်အနောက်မျက်နာရချာကနန္ဒကာတို့ကိုပိုင်ပြားဆိုရကောအနာရှာပေသောဝိရုပကနာမင်း၎င်းထိုနာမင်းကြီးတို့၏သာလယရဏ360ခုသောအိန္ဒနာသတို့သည်၎င်းကန္ဓမာသံပနာဒနှင့်ဩပမင်းညမာတလီစိတ်တသေနတလီန9မြင်းနှင့်တကဝါနလောရာဇာမြည်ရှိသောနပင်စသိင်္ဂအမည်ရှိသောနဒိမရုအမည်ရှိသောနထိုနာမင်းမြတ်၏ရှုမကြီးတဲ့သမိတော်လားဒုရိယဝိဇ္ဇသာကံတပ္ပနတ်တို့သည်၎င်းဒန္တာသကသာထုနာမင်းကြီးတို့၏ထာယစေကံကြည်ကြမှန်ကြကုန်သောကိုတေတုနာဝိတုတုမြည်သောနာဝိတု္ဆမြည်သောနာဝိတုဒ္ဒမြည်သောနာသန္ဒနာမြည်သောနာကာမသစ္စာမြည်သောနာကေနုကံတို့မြည်သောနာနိကံတို့မြည်သောနတ်တို့သည်၎င်းလာတိက6ကျဲရည်အတွက်ရှိကုန်သောသက္ကတယောဇလသူဇာကျင်ဘောသင်္တကြောင့်မင်းနှင့်တကွာအာပရိဝသဗ္ဗုသမဒုက္ခခေမိစာရှိသောနာပေါင်းတို့သည်၎င်းသမရကသမနာမင်းနှင့်တကွာကုန်သောအတုရဇဝေဘာစိတ်တိအမည်ရှိလျင်အတုရနာမင်းကြီးသည်၎င်းထိုနာမင်းကြီးရင်တွင်ပိုက်ပြသားချစ်ပေတို့ရာဟုမြည်လဒေဝနတ်တို့သည်၎င်းအပရိထုမတပါကုန်သောသဗ္ဗဒေဝတာမြို့ရွာစောင့်ကြမြို့ဆောင်နှင့်ရက်ွက်လန်းနေရေမြေသစ်ပင်ကျိုရှိခွင်နှင့်ကိုယ်တွင်ဆောင်ညာတကြီးနဘသောနာပေါင်းတို့သည်၎င်းမောရမာနဝမ်းမြောက်ဝမ်းသာကြည်သာရွှင်ပြုံးစင်နှလုံးရှိကြကုန်သည်ဖြစ်၍အမကံကြနုတ်တို့၏သမိတိဋ္ဌာနံအန္တရာယ်ကင်းရဆွဲရှင်၍ခေါနယသမိတာကျူးမြောက်
ကံပွင့်လက်ပွင့်ကာတာမြတ်ဖြင့်ရွတ်ပတ်နာကြရာဤအိမ်ကြီးအားဤလို့ရောဤဆိုင်တွင်သောအာဂမေထံအာဂန္တလွင်ခရီးရန်ဖြင့်လင်းစွာခဏကြောက်တော်မူကြပါကုန်လောဘောဓိဝတ္တအိုနတ်မြတ်နာကောင်းနာပေါင်းတို့ဒုမကံသင်နတ်မြတ်နာကောင်းနာပေါင်းတို့အားအမကံကြာနှုတ်တို့၏ဘာနာကာရံအန္တရာယ်ကင်းရဆွဲရှင်၍ကံပွင့်လပွင့်ကာတာတော်ဖြင့်ယောဘပူဇော်ကုသလပုံညာများမြောင်မြတ်လက်ဆောင်သည်ဘဝဘဝတူလက်ဝဲပိုင်းသာအမှန်ရရှိပါစေသောဒုမေသံပရိတောမြတ်စည်းကနာကြခေါ်ရဲ့သမိသားတို့အားသရဏေယောညပါကကတဲ့ရကေတံအန္တရာယ်မရောက်ပေရန်ပြောက်၍လက်ပွင့်စီးပွားအကျိုးမြောင်ဝိုင်းဝန်းဆောင်မတော်မူကြပါစေကုန်သတည်းဒါကြောင့်ဘုန်းကြီးတို့နေ့စဉ်အဋ္ဌာအနေနဲ့သဘာဝကြံ့ကြရွတ်ဖတ်ခြင်းတယ်ဆိုလို့ရှိဟောဒီနေမင်းပရိတ်ကိုနာနဲ့နေထွန်းသည့်အချိန်မှာရွတ်ဖတ်ပူဇော်ပြီးတော့လာမင်းပရိတ်ကိုညပိုင်းမှာရွတ်ဖတ်ပူဇော်ရပါတယ်အဲ့တော့ဒီကနေ့တင်ရှားနေတဲ့သာမညတောင်းဆရာတော်ဘုရားကြီးလည်းပဲ10နှစ်တိုင်ဟောရဲ့ရှိလောကဓာတ်ကနေမင်းတို့လာပြီဆိုလို့ရှိရင်ဟောဒီသူရိယသုတ်ဆိုတဲ့နေမင်းပရိတ်ကိုရွတ်ဖတ်ပြီးတော့ညပိုင်းချိန်မှာလာမင်းပရိတ်ကိုရွတ်ဖတ်ပြီးတော့ကျင့်ခဲ့ပါတယ်ဒါကြောင့်မလို့ဘုန်းကြီးတို့သူရိယသုတ်တံလို့ခေါ်တဲ့နေမင်းပရိတ်ကစပြီးတော့ရွတ်ဖတ်သရေစေနာကြားကြရအောင်ဧကံသမယမဂဝသာဝိတယဝိဟတတိစေတဝဏိအနာတပိဏိကတအာရမေဒေနာကောမနသမယေနသူရိယောဒေဝဗုဒ္ဓယာဟုနာအသူရိဏိနဂဟိတောတိအထာကောသူရိယောဒေဝဗုဒ္ဓဘဂဝန္တံအနုတရမနောတာယံဝေလာယံဣမံဂတံအဘာတိနမတေဗုဒ္ဓဝေရတောဝိမမောတောတိသဗ္ဗတိသမ္မာရပฏิပါဏောသမိတတမိတရဏံဘဝအထာကောဘဂဝါသူရိယဒေဝဗုဒ္ဓံအာရဘယာဟောအာသုရိန္ဒံဂါတာယေဣဇပါတိဒါဒဂတံအရဏံသူရိယောတရဏံဂတောယာဟုသူရိယံပမောဇံတုဗုဒ္ဓလောကနုကမ္မကယောအနာကာရိဓမ္မတိပပင်ကရောဝေရောရနောမန္တလီဥက္ခတိဇောမာယာဟုကိလီစရမန္တလိခိပဇာမမံယာဟုပမုဇ္ဇသူရိယန္တိအထာကိုယာဟုအတုရိန္တောသူရိယံဒေဝဗုဒ္ဓမုစိတဝါတရမနာရူမောယေနဝေပါစိတိအတုရိန္တောဒေနုမသင်္ကမေဥမသင်္ကမိတဝါလံဝေကောလောမဟာဒဇာတောဧကမန္တအတ္တတိဧကမန္တံတိတာခောယာဟုအတုရိန္တံဝေပါစိတိအာသုရိနောဂတယဣဇပါတိဂိဏုသန္တရမာနောဝယာဟုသူရိယမမုစ္ဆတိသံဝိကရုဘောအာဂမဂိဏုပိတောဝဒိဋ္ဌတိသတရမေခလေမုဒ္ဒဇီဝန္တောနသုခံလဘေဗုဒ္ဓဂါထာမိကေတောမိနောစီမုစေယသောရိယန္တိသောရိယသုဒ္ဓနိတိယံသောရိယသုဒ္ဓံနေမင်းပယိတောမြတ်တိဝါသူရိယသုဒ္ဓံသင်္ဝေပိဋ္ဌတစေနဘလူဘုဝေံပန်းစပေယံမြမကင်ဝေစေ၍
လောကီစီးပွားနေပမာအသောအလင်းတအပွင့်တရစေနိုင်သောနေမင်းပရိတော်မြတ်သည်နေတေတံကောင်းစွာမသွေရွတ်ပပူဇော်၍ပြီးဆုံးမာတော့သည်တကားနေမင်းပရိရွတ်ဖတ်ပူဇော်ပြီးတဲ့အခါမှာလမင်းပရိတဲ့ဆက်လက်ပြီးတော့နာကြားကြရအောင်ဧကံသမယံဘဂဝတာဝေတိယံဝိဟဒတိစေတဝန္ဒီအနာတပိနေကသအာရမေဒေနာကောမနာသမယေနသန္တိမဒေဝဗုဒ္ဓောယာဝနာအတုရိနေနာဂဟိတောဟတိအထာခောသန္တိမဒေဝဗုဒ္ဓောဘဂဝန္တာနုတ္တရမနောဒါယံဝေလာယံဣမံကတံအဘာတိနမောတေဗုဒ္ဓဝိရတုဝိပ္ပမုဒ္ဓောတိသဗ္ဗတိသမ္မာဓမ္မတိပါဏောသမိတတမေတရဏံဘဝအထာခောဇာနိမံဒေဝဗုဒ္ဓံအာရဘယာဟံအတုရိဏံဂါဒယဣဇဘာတိတထာဂတံအရဟတံသန္တိမံတရဏံဂတောယာဟုသန္တံဗမောဇံတုဗုဒ္ဓလောကနုကမ္မကအထာခောယာဟောအတုရိဏောသန္တိမံဒေဝဗုဒ္ဓံမௌစိတဝါဓရမနာရုမောယေနဝေပါစိတ္တိအတုရိဏောတေနုမသင်္ကမေဥမသင်္ကမိတဝါသံဝေကောလောမဟတ္တဇာတောဧကမန္တံအတ္တတိဧကမန္တံဒိဋ္ဌာကောယာဟောအတုရိဏဝေဘာစိတိအတုရိဏောဂါဒယဣဇဘာတိဂေနုသန္တရမနောဝယာဟုဇန္တံမမုဇ္ဇတိလံဝိကာရုမောအာဂမကေနုပိတောဝဒိဋ္ဌတိသန္တရမေပလေဗုဒ္ဓသန္တရမေပလေမုဒ္ဒစီယောနောနသုကံလပိဗုဒ္ဓံဂါဒာပိခေတောမေနောစေမုစေယသန္တိမန္တိသန္တိမသုဒ္ဓနိတိတသန္တိမသုဒ္ဓံလာမင်းဘိတောမြတ်တိဝါသန္တိမသုဒ္ဓံသင်္ဝေဗိဒတစေနဘလူပူဝင်ဘာသာပေယမြတ်မကင်းဝေစေ၍လာမင်းဗမာကြည်သာအေးမြအေဒရစေနိုင်တော်လာမင်းပရိတော်မြတ်သည်နေတေတံကောင်းစွာမသွေရွတ်ပါပူဇော်၍ပြီးဆုံးမာတော့သည်တကားဘုန်းကြီးတို့လာမင်းမရဲ့ရွတ်ပါပြီးတဲ့အခါမှာအိုတောင်းမင်းပယေဆက်လက်ပြီးတော့နာကြားကြရအောင်ဩဒေတယံသက္ကုမဧကရာဇံအရိဏဝနောပရဝိပပါသောဒန္တနမသာမိအရိဏဝနံပရဝိပပါသာတယေဇာဂုဒဝိဟရေမောဒီဝလာယေပြမနာဝေနကောသဗ္ဗဓမ္မေတိမိနမောတေသမံပါလယံတုနာမတုဗုဒ္ဓနာနာမတုမောဒိယနမောဝိမု ဒ္ဓနာနမောဝိမု ဒ္ဓိယအဘိတယံသက္ကုမဧကရာဇံဟရိတဝနောပတဝိပပါသောဒန္တံနမသာမိဟရိတဝနောပတဝိပပါသာတယေဇာဂုဒ္ဓဝိဟရေမောရတေယေပြမနာဝေဒေကောသဗ္ဗဓမ္မေဒေမေနမောတေသမံပါလယံတုနာမတုဗုဒ္ဓနာနမတုမောဒိယနမောဝိမု ဒ္ဓနာနမောဝိမု ဒ္ဓိယမောရသုဒ္ဓနိတိတမောရသုဒ္ဓဥဒောမင်းဘိတော်မြတ်သည်ဝါမောရသုဒ္ဓံအလုံးတော်တောင်းမင်းဒိဋ္ဌံသွင်း၍ဣဒံစဉ်အစာရှာလွယ်ကူစွာနဲ့ကင်းလို့ချုပ်နှောင်ချမ်းသာဆောင်လျက်
အိစေနေယကျူးများလာသည်ဥတောင်းမင်းပရိတော်မြတ်သည်နေတိတံကောင်းစွာမသွေရွတ်ပါပူဇော်၍ပြီးဆုံးမာတော့သည်တကားအန္တရာယ်ကင်းညောင်ဖြစ်တဲ့နေမင်းပရိလာမင်းပရိဩတောင်းမင်းပရိရွတ်ပတ်ပြီးတဲ့အခါမှာဘုန်းကြီးတို့ကံပွင့်လက်ပွင့်ဂါထာများကိုဆက်လက်ပြီးတော့ရွတ်ပတ်ပြီးပါမယ်ဒီကံပွင့်လက်ပွင့်ဂါထာများဟာဘုန်းကြီးတို့ရှင်သငယ်ပရိလို့ခေါ်တဲ့အိစ္ဆာတယလောတယသီရသမိန်သုံးဂါထာရဲ့နောက်တကလန္နာဘရာမှာဧတတဲ့ရရှိတော်မူတဲ့ရှင်သေဝလိမထေရမြတ်ကြီးရဲ့သေဝလိစေဂါထာနောက်တကလောကကြီးဓမ္မကြီးရာဇအကြီးသုံးပါးမှာတပကံခသိမြင်ကျွမ်းကျင်တော်မူတဲ့မဟာရာဇာတိရာဇကုတုဝေတစိတောယညာနာဘိဝန္တဓမ္မသေနာပတိအာရိမောင်းတော်သာသနာပိုင်ဆရာတော်ဘုရားကြီးရေးနာပြီးတော်မူတဲ့ပထဝီဇေယလို့ခေါ်တဲ့မြေအပြင်ကိုအောင်မြင်စေတဲ့14ဂါထာအာရသေတိဓမ္မသောကမင်းကြီးရဲ့သားတော်ဖြစ်တဲ့အရှင်မယနဒေယနာမတွေ၅ပါးသည်သာသနာပြုရောက်လာတဲ့အခါမှာချီးမြှောက်ခဲ့တဲ့ဗုဒ္ဓအနုနာစတဲ့သဗ္ဗဒုက္ခအလုံးစုံချမ်းသာခြင်းနဲ့ပြည့်စုံစေတဲ့4ဂါထာဒါကြောင့်မလို့ဘုန်းကြီးတို့ယံပညာရှိလူပညာရှိပုဂ္ဂိုလ်များမြတ်စွာဘုရားဟောကြားတော်မူတဲ့အစွမ်းထက်တဲ့ဂါထာများကိုစုဆောင်ပြီးတော့ဘုန်းကြီးတို့ယနေ့များစွာအသုံးပြုပြီးတော့နေတဲ့ဓာတ်၄ပါးညှိပြီးတဲ့သဒ္ဓဘာဝဆိုတဲ့ဂါထာအာရောကြသိတ္တိကိုပြီးမြောက်စေတယ်ဆိုတဲ့အဲ့ဒီဇဂုမာဇရမာစိန်နောဆိုတဲ့ဂါထာများနဲ့စုပေါင်းပြီးတော့ဘုန်းကြီးများကကံပွင့်လက်ပွင့်ဂါထာများလို့အာမီပေးပြီးတော့ရွတ်ဖတ်သရဲဆဲလိုက်ပါတယ်ဒါကြောင့်မလို့ဘုန်းကြီးတို့ရှင်သငယ်ပရိလို့ခေါ်တဲ့အိစ္ဆာတယလောတယသီရသမိန်သုံးဂါထာကစပြီးတော့ရွတ်ဖတ်သရဲဆဲနာကြားကြရအောင်သီရသမိန်မေမုဒ္ဒတေတောသာတိဗုဒ္ဓောသတေခိနေဝါမအန္တိမောက္ကလနောဘုရတောပိတကတယံဘေဇေမေမမအာနန္ဒောသတုဋ္ဌိတာခိနာသဝါသမန္တလောကပါလာသအိနာဒေဝသပြမကဧတေသံအနုဘဝေနသဗ္ဗိပယဥမတဝါအနေကအန္တရာယပိဝိနာသန္တုအသေနတောအိဇံတယလောတယသီရသမိန်ဂါထာနိဋ္ဌိတံသီရသမိန်ဂါထာအိဇံတယလောတယမௌချမသွေရစေနိုင်သည်သီရသမိန်ဂါထာသည်နိဋ္ဌိတံကောင်းစွာမသွေရွတ်ပါပူဇော်၍ပြီးဆုံးမာတော့သည်တကားဒေဝလိသမဟာနာမံသဗ္ဗလာဘံဘဝိတ္တိဒေရသအနုဘဝေနသဗ္ဗေဟောတုပိယမမဒေဝလိသမဟာဝေရောယေယေပတ္တန္တုမပိယဒေတေပတ္တန္တုပရမဇနပတ္တပုဇယန္တုဒေဝလိနာမဒေရေနမမတိတေတပိတဝနာဇဗုန်တိပမန္တလိနာဇယောမန္တဒုက္ခဝါဒေဝလိသမဟာနာမအိနာဒေဝသပြမကမနောသပုရိသောဣတိမာလာဘံဘဝိတ္တိဒေဝလိသမဟာလာဘံနာနာတိတိဝရဝရံဣဒံမိပုစီတံဒေတိမာဒုက္ခဘဝိတ္တိဩနန္တနံဟရကိတိအနာမယံဘဝေဘဝေဒါဝရုခေတေဝတိနာသဗ္ဗကောတံဝိနတတုဒေဝလိသမဟာလာဘံသဗ္ဗလာဘံဘဝိတ္တိဒေနသအနုဘဝေနတရာဟောတုပိယမမ
ဒေဝလိစ္ဆမဟာဒေရောယေယေပတ္တတုမံမိယံဒေတေပတ္တတုမံမိယံဇနပရာပုဇယံတုဒေဝလိစ္ဆမဟာဒေတောမမတိတေတဗေတဝနာမန္တိတေနာဇယောမန္တဟံဝန္ဒာမိသဗ္ဗရာဒေဝလိစ္ဆမဟာဒေတောဒေဝမနုဿမုစီတောသောရဟောပစ္စယတိနာမလဗံကရောတုမေဒေဝလိကာတာနိဋ္ဌိတံဒေဝလိကာတာလလဘတွင်ဣတရေရရှိတော်မူသောရှင်သလိမထေမြတ်ကြီးရဲ့လာဘသိတ္တိအစွမ်းရှိသည့်ရှင်ဒေဝလိကာတာတော်မြတ်သည်နေတိတံကောင်းစွာမသွေရွတ်ပါပူဇော်၍ပြီးဆုံးပါတော့သည်တကားဗရဝိဇယံသဗ္ဗံနေကအန္တရာယိကံဇယံပိစေကံဗုဒ္ဓသဇယံပရိမာယတယောဇယံဟရောဟရိဒေဝဇယံမြမတရရထောဇယံနာခောဇဝိတုံလောဝိရုမေခောဇဇာနိမာဝိအိနောဝိနတေယောဇကုဝေရောဝရုဏောပိစအဂိဝါရနောပိစုံနောကုမာရောသတုပါလကောအထာရတမဟာဒေဝဒုက္ခိနောတာပသိတ္တိယောအတိတိမသဝကသဗ္ဗံဇယံတရတုမေဇေယောဓမ္မောဇသံဃောဇဒန္တမလောဇဇေယောဣတိနာသစ္စာဝစေနဇေယောဒုက္ခိဘောန္တုတေနရဒေဝသဗျမနောယေကနာဂာသကရုံလာဒေပိဒိဋ္ဌဝါမိယမေရှံဗုဒ္ဓမမေဝတိနိယဗုဒ္ဓံပိစေကံဗုဒ္ဓသအရဟဧကသဝကသဗ္ဗေကရွန်တုမေမေတ္တံသဗ္ဗေဒိဋ္ဌံတုမတ္တကေဒေသံမေတ္တနုဘဝေနသဗ္ဗေရောဂဒုက္ခေဟောတုသဗ္ဗေဝယဝိနန္တံတုသဗ္ဗေနတ္တံတုပတ္တဝါဣမသမိန်သကဝါလိသဘဟုအနန္တပါဏိနောအနန္တသကဝါလိသဘဟုအနန္တပါဏိနောဣမေသတ္တအဝေရာဇအေညမေညံပိယဟောတုဣမေသတ္တအဝေရာဇအေညမေညံဒုက္ခဟောတုနေရယိကာတိရိဇာနာပိတာအသုရကယမဣမေသဗ္ဗေယတသတ္တဒုက္ခမုစ္ဆန္တုတတကဒါနာကောတိတကရာသထလဇာနဝကောတိယောသံသေးတသောပပတိကာဒီကာယုကဘဝန္တုတေဩဒံယာဝဘဝေကာသအာရောယာဝအဝိစိတောသမန္တာသက္ခဝါလေတုယေတတ္တမတဝေစရာအာဗျာပိဇာနိဝေရာသနေတုခာသနုပတ္တဝါသဗ္ဗေတတ္တအဝေရာသသဟာသဗ္ဗေဟိညာတိပိပါထဝေဇေယဂါထံနိဋ္ဌိတံပါထဝေဇေယဂါထံအလုံးစုံသောမြေမြတ်နောက်ရှေအခက်ခဲဒုက္ခမြတ်စေတတ်သောပထဝီစေယဂါထာမြတ်သည်နေတိတံကောင်းစွာမသွေရွတ်ပါပူဇော်၍ပြီးဆုံးပါတော့သည်တကားဗုဒ္ဓနုနာမရိယသုသင်္ကယေဗုဒ္ဓနုနာသူဟလာတိသင်္ကယေဗုဒ္ဓရိယခေဘကုလက္ခကပကေဝန္ဒာမိတေဇိဒနရကမေဟံဗုဒ္ဓတိလောကတိမောဇဗုဒ္ဓသုရိယဓမ္မနုကောဧဇတံသရဏံကတောနတ္တိမရှံဗယံတရာဓမ္မောတိလောကတိမောဇဓမ္မသုရိယဓမ္မနုကော
ဧဇတံသရဏံကတောနတ္တိမယံဗယံတရာသံဃောတိလောကတိမောသသံဃောသူရိယောဓမ္မောနုကောဧဇတံသရဏံကတောနတ္တိမယံဗယံတရာသဗ္ဗဒုက္ခကာထနေဋ္ဌိတံသဗ္ဗဒုက္ခကာထလုံးစုံသောကာယကဒုက္ခစေနသိကံဒုက္ခစွာသောချမ်းသာဝဝကိုပေးစွမ်းနိုင်သောသဗ္ဗဒုက္ခကာထတော်မြတ်သည်နေဋ္ဌိတံကောင်းစွာမသွေရွတ်ပါပူဇော်၍ပြီးဆုံးမာတော်သည်တကားဇိနာမဏိယရဏာနိဗုဒ္ဓံဗုဒ္ဓယရဏာနံဂရံဂရတိသရဏံခိမမေဝသမိစ္ဆတုဇိနာမဏိယရဏာနိဓမ္မဓမ္မယရဏာနံဂရံဂရတိသရဏံခိမမေဝသမိစ္ဆတုဇိနာမဏိယရဏာနိသံဃံသံဃယရဏာနံဂရံဂရတိသရဏံခိမမေဝသမိစ္ဆတုအာတိတံဗုဒ္ဓယရဏဗုဒ္ဓဝန္တမနာကတံမမသီသေဓမေတဝနာယာဝစီဝနမတုမေအာတိတံဓမ္မယရဏဓမ္မဝန္တမနာကတံမမသီသေဓမေတဝနာယာဝစီဝနမတုမေအာတိတံသံဃယရဏသံဃဝန္တမနာကတံမမသီသေဓမေတဝနာယာဝစီဝနမတုမေအာတိနာယရဏကာထနေဋ္ဌိတံကေငါယဝလူကတုံလယဗုဒ္ဓတိရအနာဂတာဘေစုပန္နိနယေဗုဒ္ဓဟဝန္ဒမိသဗ္ဗတာဇောနသဗုဒ္ဓညာနေသအတ္တရတအဝေနိကံဘုဇိတတဗလညာနာသတုဝေလာရိဇမုဒ္ဓမံဝိသုဏကရုဏာညာဏဗုဒ္ဓံသံဗုဒ္ဓံဘောရှိတံဓမ္မံသတ္တမသံဗုဒ္ဓံနေတဝသံဃာနိတေကနံဩမေမိဗုဒ္ဓံတရဏံဓမ္မေသာဘိအနုတရံသံဃေသာနရတေဝေဟိကိသာမိတရဏံသကုမာစာရမစိနောဓမေညုဓမ္မသာမိကောဘလုပိတောဗလာတတောဝရတောတေတုမေဝရံဒါရိတဗ္ဗတရောနာတောသမေတိတရဏံကတောညေယဓမ္မေသူညာတိကောခေမံသောတေတုမေစီနောဂရဂရောဓမ္မမောဟံဘာဘောတိသုဇနာပုဇံဓမ္မေတဝံဓမ္မရံတေဟိဝရံသောတေတုမေပလံဗုဒ္ဓလောကေသမုပ္ပန္နောဟိတယသဗ္ဗပါဏိနံဣတိနံဗုဒ္ဓဒေဇနသရာသုခေဘောတုတေဓမ္မလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံဣတိနဓမ္မဒေဇနသရာသုခေဘောတုတေသံဃောလောကေသမုပ္ပန္နောပုညယသဗ္ဗပါဏိနံဣတိနသံဃဒေဇနသရာသုခေဘောတုတေဗုဒ္ဓတေစေနအရိဏမောဗုဒ္ဓမေရကတောနိစ္စံဓမ္မတေစေနမာလာဘောဓမ္မောမေရကတုတရာအရဟံဗုဒ္ဓဗုဒ္ဓံတရဏံကိစ္ဆာမိအာဂါလိခောဓမ္မတရဏံကိစ္ဆာမိသောပတိမနောသံဃံတရဏံကိစ္ဆာမိဗုဒ္ဓသဗ္ဗညုတညာနောဓမ္မောလောကုတ္တရနဝသံဃောမေခဗလတောသဣစေတိယရဏတယယေနသစ္စေနသင်္ကမောဟောတုမေဇယမင်္ဂလံဧတေသံအနုဘဝေနသဗ္ဗလာဘံသဗ္ဗဒနာသဗ္ဗအိသံတိကံသမိစ္ဆတုဧတေသံအနုဘဝေနသဗ္ဗရောဂသဗ္ဗဗယဥပဒဝအနေကအန္တရာယာပိဝိနာသံတုအသေသတောဧတေသံအနုဘဝေနဤသို့နှုတ်တံဘောတုပြန်၍ဟောမှန်သောဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အန္တရာယ်ကင်းလပရိတော်မြတ်နှင့်ကံပွင့်လပွင့်ကားတော်မြတ်၏တကုရှိဆိုအနုဘောတော်ကြောင့်
သာမလာမင်းစာလုံးစုံသောမယာသေးသောလလဘသည်၎င်းသာမတနင်းစာလုံးစုံသောယာမိသောစီစဉ်ဥစ္စာသည်၎င်းသာမအိဇံအလိုရှိသမျှအလုံးစုံသည်၎င်းဒေကံလင်းမြန်စွာစွာသမိတ်စတုပြည့်စုံပါစေတည်းဣတေသအနုမဝေနာဤသို့နှုတ်သံဘောထုတ်ပြန်၍ဟောမှန်သောဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အန္တရာယ်ကင်းလပရိတော်မြတ်နှင့်ကံပွင့်လက်ပွင့်ကားတော်မြတ်၏တဟုရှိန်စွာအနုဘောရကြောင့်သမ္မာရောဂအလုံးစုံသောဖြစ်စေဖြစ်လက်တယောဂဝေဒနာမှန်သမျှတို့သည်၎င်းသာဘဝယဥမတဝလုံးစုံသောဘေးရာအသွဲသွဲနှောက်ရှက်အန္တရာယ်မှန်သမျှတို့သည်၎င်းအနေကံအန္တရာယပိတဘာမကမြတ်လာစွာသောအန္တရာယ်ပေါင်းတို့သည်၎င်းအာသေသာတော်ကျွင်းကြမရှိသောအပြင်ဝိနာသန္တုပိဉ္ဇာရွတ်တဲ့ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောက်တော်မူကြပါစေကုန်သတည်း